ကျွန်တော်ကဒီနေ့ဘာ view တင်သွားပြီးမလဲဆိုတော့ကျွန်တော် insert view လေးတင်သွားမှာဖြစ်ပါတယ်ဆိုကျွန်တော် view လေးနဲ့မတင်ရတော်လေးကြာသွားပြီပေါ့နော်ဟဲတော့အဲ့တော့တောင်းပါတယ်အခုကျွန်တော်ဒီ view လေးကိုပြန်နေသွားပြီးမှမလို့ကျွန်တော်ရဲ့ view လေးကိုလည်း like and subscribe လေးလုပ်ပေးမှုအဲ့တော့တောင်းဆိုချင်ပါတယ် so view လေးစရအောင်အဲ့တော့ပဲ let's go ကျွန်တော်ဘိုင်းဆောင်ပါမလဲဆိုတော့ကျွန်တော်တမင်ဆောင်ပါမှာဖြစ်ပါတယ်3 how yes so ဆောက်လိုက်ရဒီဆိုကျွန်တော်ဒါလေးရင်ရှင်းလာအောင်လမ်းနေရတိတ်မကောင်းအေးဟုတ်ပြီ I got it okay ဟုတ်ပြီအဲ့ဆိုဒီနေ့နေချင်ရင်တော့အကုန်ပြောင်းပြီ yes ဆိုတော့ပြောင်းသွားပါပြီ yes ဒါတော့ဝယ်လို့မထင်နဲ့နေတာ okay ထားလို့အဲ့လာဆိုတော့ okay ထားကျွန်တော်ရဲ့အထက်1 3မျိုး4 5 6 8 9 10 11 12 13 14 15 16 19ကဲမြင်ပြအဲ့ဒါအကုန်လုံးကျွန်တော်လိုက်ထည့်လိုက်မယ်ဟေးကျွန်တော်ဒါကိုလွတ်လိုက်တာကကြောင်ဝေါ်တဲ့ဝန်ထမ်းနဲ့အချင်းကြောက်တော့အခုဒါလွတ်လိုက်တာညမမိုးချို့ပါကဲအဲ့ဆိုအိတ်လိုက်အောင်မယ်ကဲတရမြောင်းနေဘာမှလည်းမလုပ်ဘူး yes ဝေးကောင်းလိုက်တယ်အေးဒါတော့ဝင်ကျွန်တော်ဘာလို့မသိမေးပါခဏနေအောင်ပြန်စင်းစားပြစားလေကလောက်အချင်းတမ်းပြီကဲဒါလေးကုန်ဖြတ်လေကတိန်းတာလေကတော့ကျွန်တော်တွေဒါလေးနဲ့လောက်ကောင်းမှာဒါလည်းလောက်ကောင်းမှာဆိုဒီဒါလေးနဲ့ပို့ပြီးထင်တော့ဟုတ်တော့လေးဦးတော့โอเคပို့လာဒါလေးကျွန်တော်ပို့ကြပါโอเคလူရုံတော်ရရအောင်မြောင်ခီโอเคရပြီဒီဝိုင်းအဲ့ကျိုးရင်ကြီးဝိုင်းလားမသိဘူးဟဲ့ကြည့်တော့ဟုတ်တော့ကြည့်တော့ပေါ့ထားလိုက်ပါနောက်တော့ကျွန်တော်စမ်းမလို့ရှိသေးတယ်ဟာနေဒါနဲ့လည်းမနော်โอเคနော်အဲ့လိုဝါးရေလို့ပုံမြောက်ကျွန်တော်ပြင်လိုက်ရအောင်မယ်ဆိုโอเคရိုးကျွန်တော်ပြင်လိုက်ပြီရှာဝိုင်းကီကျွန်တော်ဒါလူမျိုးလို့ကျင်တာကဲကျွန်တော်လေကားလေးကိုအမြင်ကြီးစီရလိုက်ရโอเคကျွန်တော်အကုန်ပြီးသွားပြီပေါ့နော်လေကားလေးရောဒီနာမြည်လေးရောအကုန်တက်ပြီးသွားပြီအခုကျွန်တော်တို့ဒီဘယ်လိုရမလဲဆိုတော့โอเคဒါကိုနင်းထမြင်အောင်မယ်ကဲလာကြောက်ရနမပေါလိုက်လို့โอเคလောက်ဆိုရလောက်ချင်တယ်နည်းထက်လာအောင်ညောထဲမှာကျတော့ဒီတက်တာနေပြီโอเคဒီမျိုးလိုက်ဖိုးလိုက်မယ်ကဲလောက်ဆိုရပြီပြင်1 2 3 4 5 6 1 2 3 4 5 6 1 2
3 4 5 6 9 ကဲလိုမျိုးမှလို့ဒီပေါက်လေလွတ်လိုက်ပါမယ်โอเคကျွန်တော်လုပ်ပါပါပြိုင်စားညမိုးချိုလေးပို့ပြီးတော့လာသေးဘူးနော်နောက်လာခံတယ်โอเคအပြီးတော့အဲ့တော့ကြံလေးပဲဒါလေးတက်တာလေးနဲ့တက်ဖူးလိုက်ပါမယ်ဒီကျွန်တော်ရေကုန်ပါဒီလေပါတော့ကျွန်တော်ချန်ထားလိုက်ပါမယ်ဒါပြီးတော့ကျွန်တော်ရေအိပ်ပါမယ်ကျွန်တော်နေပြောင်းလိုက်အောင်နေမယ်โอเคကဲကျွန်တော်တနေ့တာနောက်ထပ်2ရက်မြောက်နေ့ပါလေကျွန်တော်လှုပ်စလောပါမယ်โอเคဒါမှတိုင်လေးလိုက်ထောင်းမယ်နဲ့3 4 1နဲ့3 4ဘယ်နှခုရော4โอเค1နဲ့3 4နဲ့3 4โอเคညီမငါထားမပါဘူးမဟုတ်လားမဒီပါတဲ့နဲ့နဲ့တော့ဟုတ်လို့โอเคနဲ့တော့လေမူရလာပြီမူရပါရှင်ကျွန်တော်တို့တားရောင်ပြောင်းသွားသလားလို့ခက်ဆန်ဆန်ရဒါဆိုရင်တော့မယူတော့ဘူးခုကြည့်တင်ပြဒါကျွန်တော်လုံးနဲ့တဝက်လောက်တော့ပြီးသွားဆိုရင်ကျွန်တော် view ရောက်မိပါကေတော့ဒါလေးလိုက်ဆက်တာပါနော်ဆက်တော့ပြီးသေးပါအဲ့လိုမျိုးပြပတ်လေးလိုက်ဆက်ပြီးတော့အမြင့်ထောင်ရပါတော့ဒါလေးကိုထပ်ပြီးတော့တဖြည်းဖြည်းကျွန်တော်ဟာမြင့်တဲ့မြင့်အကြီးဖြစ်နေလာနေကွာ1 2မူရတော့ကျွန်တော်ကစီးပဲမူရရင်သိပ်ပြီးတော့ကြည့်လို့မလာဘူးဒါပေမဲ့စီးပါလေထားပါတော့နောက်ပြီးကျွန်တော်ဒီနေရာကိုဘာရောက်နေလာဆိုဖြော်နေကပို့ပြီးတော့လာမယ်ထင်တယ်နော်ကဲပြီးမှန်လေးတော့ဒါလေးနဲ့ကဲအားလေးအကုန်လုံးလိုက်ပြောလို့ဒီငယ်လေးအကုန်ဖြည့်ပြီးသွားရင်ကျွန်တော်လှေရဘာယူလဲလေကောက်ဆိုဒီအေးဆာထွက်မယ်ရလေးနာမလှေကားလေးထည့်မယ်ဒီတော့ကျွန်တော်ဟန်လေးလည်းထည့်လိုက်ပါမယ်ကဲအကုန်လုံးအဲ့လိုလိုက်မယ်နော်ဒါနဲ့ဘယ်ပြောချင်တာကဒါကျွန်တော်ခွဲမှာတွေ့ရပါတော့အရင်လာကျွန်တော်လိုက်စောက်ကြည့်ရပါခိုင်းကျွန်တော်ပြတာပေါ့နော်ပြီးမှဘာဖြစ်နေဖြစ်နေမှာဆိုတော့ကျွန်တော်အိတ်ကြည့်လိုက်တယ်အိတ်ပြိုသွားတကယ်ကြီးအိတ်လို့ရအောင်ကဲအဲ့ဆိုတော့3ရက်မြောက်နေပေါ့နော်မူတိတ်လိုက်တော့လေโอเคတိတ်လိုက်တော့တဲ့ပေါ့ဒီသက်မတိတ်တော့ထင်နေဝဲသူ့လိုသူပဲအလူနဲ့လည်းမသိတခုတော့လိုသူခံစားနေရခိုင်းအဲ့ဆိုရင်ပြီးပါပြီဆိုရင်အလားဆင်မှုအတွက်ဒလေးပူလာလဲဆိုဒလေးပူလာလေโอเคနောက်တစ်အဲ့ရပြကျွန်တော် cherry ဥစ္စာသိမထောင်ရသေးတော့ cherry ပန်းဥစ္စာရမရှိသေးဘူးเนาะအဲ့ကြောင့်အဲ့လောက်ကြီးပြင်းစင်သိမမိုက်တာပါเนาะဆိုဒါလေးမပိုက်ပူလာမနေနဲ့ဒီဒါလေးပိုက်ပူအောင်လှပါလေအဲ့တော့ဒါလေးပဲထည့်ထည့်တော့နောက်ဆုံးပြီးဆိုရင်ကျွန်တော်နည်းနည်းပိုးလှအောင်ကောင်းဒီအောင်မှဖြူလေးတစ်ခုထိလိုက်မယ်နော်ဖြူလေးတစ်ခုယူပြီးတော့ဖြူလေးနဲ့နောက်ဆက်လိုက်မယ်โอเคအဲ့လိုမျိုးပြီးရင်ဒါလည်းအဲ့လိုမျိုးပဲဆက်သွားပါမယ်တော့တတိုင်းတော့ပြီးသွားပြီပေါ့နော်တတိုင်းတော့တော်တော်လေးလှုပ်လိုက်ရတယ်
so နောက်တစ်ထိုင်လုပ်ဘူးอ่ะနောက်တစ်ထိုင်လုပ်ရပါကြောင်းအခုတော့ပြီးတော့ပြီဒါပေမဲ့နောက်လေးမသိလို့နောက်လေးတွေကျွန်တော်ကြိုင်မဲ့ဆက်သွားပါမယ်နောက်လေးကတော့နောက်သိချာမရှင်းရလဲရဒီလိုမျိုး white ပါမှာနော်အရှိလေးပဲအဲ့လိုမျိုးလုပ်တာနောက်ကတော့လိုမျိုး white သွားမှာပါ okay ကြာတော့ပါပဲokay ကျွန်တော်စိတ်ရမ်းရှိရနော်ကျွန်တော်တော့ပြီးနော်ဒီတဝက်လောက်ထိရရင်တော့တော်ပြီပေါ့နော်ပြီးရင်ကျွန်တော်ဒီတိုင်းစပြီးတော့ဒီလောက်စပြီးကျွန်တော်သားပြိုက်ခင်းသွားမှာပေါ့နော် okay ဆိုပြပါပြီဒါပြီးတာမဟုတ်သေးဘူးကျွန်တော်အများကြီးလုပ်အောင်မယ်ပေါ်ကနေထပ်မြင်လိုက်ပို့ကောင်းမှထင်တယ်နည်းနည်းတင်းတူလေးပဲလေလောက်ဆိုရပြီအပြီးတော့ကျွန်တော်ဖုံးကျင်တဲ့တိရွတ်လေးနဲ့အပေါ်မှာဖုံးအောင်နော်တပင်ဆိုတော့လေဒါလည်းဖုံးဖို့လိုက်ပါနဲ့sorry ဒါဝိုင်းပုံတရင်းဝိုင်းပုံတော့မဟုတ်ဘူးလိုမျိုးလေးတောင်လိုမျိုးမသိတော့ကဲလိုမျိုးပေါ့နော်ညံ့ချိုလားကျွန်တော်မသိရဲစိတ်လေးညပါတီ okay ကြော့okay လို့ပဲလဲတော့မယ်ဒါဆိုကျွန်တော်3ရက် okay 3ရက်လားမသိဘူးเนาะအဲ့လောက်ရှိပါပြီဟော okay လုပ်ပြန်လို့ရအောင် okay ဒီနေရာကြီးအကုန်တစ်ဝိုက်လုံးကိုကျွန်တော်ဒါနဲ့လိုက်ဖြည့်မှာဖြစ်ပါတယ် okay အဲ့ပြီးတော့နောက်တစ်ထပ်ကျွန်တော်နောက်တစ်ထပ်ထပ်ပြအောင် okay ဒါကျွန်တော်ရလက်လေးပဲပေါ့နော်ကျွန်တော်မြန်လို့ရဟဲ့ကျွန်တော်အိမ်လေးကို130လေးဘယ်နှပတ်ပြီလဲဆိုတာ comment ထဲမှာရေးခဲ့ပေးပါအောင်ကြည့်ကြတဲ့ဗီဒီယိုရှင်းစီတိုင်းလည်းကျေးဇူးတင်ပါတယ်အားလုံးပဲနောက်ပြီးတော့ပြည့်တွေ့ကြမယ်အားလုံးပဲ bye bye